ဂျပန်နိုင်ငံကထောင်တွေမှာထောင်သားတွေကတာမန်လူတွေတောင်မစားနိုင်တဲ့ထမင်းဟင်းတွေကိုနေတိုင်းစားနေရပါတယ်။ဒီအစားအစာတွေကအရသာရှိုံနဲ့မကပဲတန်ရှင်းလက်ဆက်မှုနဲ့အာဟာရဓာတ်ပြည့်ဝမှုမှလည်းထိတ်ဆုံးကရှိနေပါတယ်။မနက်မိုးလင်းပြီးဆိုတာနဲ့ဟင်းချက်တာဝန်ကျတဲ့ထောင်သားတွေကစပိုဆောင်ဝင်ဖို့ဝစ်စုံပြည့်ဝစ်စင်ရကလက်သေးတွေကတန်ရှင်းမှုရှိမရှိကိုစစ်ဆေးပြီးနောက်တန်းပြုတ်ကစတင်ချက်ပြုတ်ရပါတယ်။ထောင်ရဲ့နေလေစာအတွန်းစက်သားတွေကိုအရသာမှုတွေနဲ့နေပြီးရင်ပပွတ်ဆူနေတဲ့စီလောင်ကန်တွေကိုထိကျော်လိုက်ပါတယ်။အဲဒီနောက်မှာတော့စက်သားကြော်တွေကိုတန်ကြိုက်တွေနဲ့တင်ထားလိုက်ပါတယ်။ထမင်းကိုလည်းပဲစိမ်းမုံလာဥနီတွေနဲ့ရောကြော်ပြီးထမင်းဘူးတွေတဲကိုပြည့်သိမ့်နေအောင်လို့ထည့်ပါတယ်။ဒီလိုထည့်ပြီးချိန်မှာထမင်းကြော်တွေကိုပူနွေးနေစေဖို့အတွက်အပူပေးကန်းထဲမှာထည့်ထားလိုက်ပါတယ်။ဒီနောက်မှာတော့ဟင်းသီးဟင်းရွက်တွေကိုချက်ပြုတ်ကြော်လော်ပြီးချိန်မှာထောင်သားတွေအတွက်နေလေစာအစင်းသင့်ဖြစ်သွားပါပြီ။ထမင်းဟင်းတွေကိုပုံစံကွက်တွေထဲထည့်ချိန်စစ်ဆေးရေးအရာရှိကတစ်ချိန်လုံးစောင့်ကြည့်နေပါတယ်။စိတ်တိုင်းကြပြီးဆိုမှတွန်းလဲရီဘော်ကိုတင်ပြီးတော့ထမင်းစားကန်းထဲကိုပို့ပေးပါတယ်။ထမင်းစားချိန်မှာထောင်သားတွေကစနစ်တကျတန်းစီထွက်လာပြီးအဖိတ်အစင်မရှိအောင်စားရပါတယ်။တန်ရှင်းတက်ရက်ပြီးအရသာရှိလာတဲ့ဟင်းလျာတွေကိုဂျပန်ထောင်သားတွေကစားနေရတာကြောင့်နိုင်ငံတကာကလူတွေတောင်မှအံ့ဩနေကြပါတယ်။